အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့အခန်း2 notes တွေကိုဆက်ပြီးတော့လေ့လာကြပါမယ်ဒီနေ့ရဲ့ခေါင်းစဉ်ကတော့ခါဂခုတေကီခီဂိုင်းယောရင်ဆိုတဲ့ဓာတုဗေဒဆိုင်ရာအနည်းဖြစ်စေတတ်တဲ့အကြောင်းရင်းဒီထဲကမှအရေးကြီးတဲ့နေရာလေးတွေကို notes အနေနဲ့အတူတူမှတ်ရအောင်အပိုင်း2ပိုင်းခွဲပြီးတော့တင်ပေးပါမယ်ဒီနေ့အတွက်ကတော့ part 1ပေါ့နော်အပိုင်း1ပေါ့နော်ခေါင်းစဉ်တွေကသူ့ရဲ့အောက်မှာခေါင်းစဉ်တွေထပ်ပြီးတော့ခွဲသွားတာတွေကလည်းများတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးကတော့အပိုင်း1အနေနဲ့တင်ပေးပါမယ်ဒါဆိုလို့ရှိရင်ကြည့်အောင်စာမျက်နှာအနေနဲ့ဆိုရင်တော့စာမျက်နှာ8စာမျက်နှာ9မှာရှိပါတယ်ခေါင်းစဉ်ကတော့ခါဂခုတေကီခီဂိုင်းယောရင်ဆိုတဲ့ဓာတုဗေဒဆိုင်ရာအနည်းဖြစ်စေတဲ့အကြောင်းရင်းတွေဓာတုဗေဒဆိုင်ရာအနည်းဖြစ်စေတဲ့အကြောင်းရင်းဆိုတော့အဲ့ဒီဓာတုဗေဒဆိုင်ရာအနည်းဖြစ်စေရတွေကဘာတွေလဲဆိုတော့၄မျိုးရှိပါတယ်နံပါတ်1ကကြတော့အာရေဒူဂီဘူရှိဆာဆိုတဲ့ဓာတ်မတည့်မှုဖြစ်စေတတ်တဲ့ပစ္စည်းတွေနံပါတ်2ကကြတော့ဟင်စတာမင်ဆိုတဲ့ဓာတ်ပေါ့နော်ဘာသာတော့ပြန်လို့မရဘူးဒီတိုင်းပဲဟင်စတာမင်ဓာတ်လို့ပဲမှတ်ထားလို့ရမယ်နောက်တစ်ခုကကြတော့ဆိုရာနင်းဆိုတဲ့ဆိုလာနင်းဓာတ်နောက်တစ်ခုကယာခုဇိုင်းဆိုတဲ့စေဝါပစ္စည်းတွေဒီ၄ခုဒီဒါပါလဲဆိုရင်ခါဂခုတေကီခီဂိုင်းယောရင်ဓာတုဗေဒဆိုင်ရာအနည်းဖြစ်စေတဲ့အကြောင်းရင်းတွေဒါဆိုရင်ပြန်မှတ်မယ်ခါဂခုတေကီခီဂိုင်းယောရင်လို့ပြောလိုက်တာ ਨੇ ဓာတုဗေဒဆိုင်ရာအနည်းဖြစ်စေတဲ့အကြောင်းရင်းတွေဘာတွေကြောင့်ဖြစ်နိုင်တာလဲဆိုတာဘယ်နှမျိုးရှိလဲဆိုရင်အလုံးပေါင်း၄မျိုးရှိတယ်ဘာတွေလဲဆိုရင်အာရေဒူဂီဘူရှိဆာဆိုတဲ့ဓာတ်မတည့်မှုဖြစ်စေတတ်တဲ့ပစ္စည်းတွေဟင်စတာမင်လို့ခေါ်တဲ့ဟင်စတာမင်ဓာတ်ဆိုလာနင်ဓာတ်ယာခုဇိုင်းဆိုတဲ့စေဝါပစ္စည်းတွေပေါ့နော်ဒါတွေဒီဓာတုဗေဒဆိုင်ရာအနည်းဖြစ်စေတဲ့အကြောင်းရင်းတွေပါအဲ့တော့ဒီ၄ခုကိုအရင်ဆုံးရအောင်မှတ်မယ်ရပြီဆိုလို့ရှိရင်၄ခုထဲမှာပထမဦးဆုံးနံပါတ်1ဖြစ်တဲ့အာရေဒူဂီဘူရှိဆာဆိုတဲ့ဓာတ်မတည့်မှုဖြစ်စေတတ်တဲ့ပစ္စည်းတွေပေါ့နော်ဒါတွေကိုမှတ်ရအောင်ဓာတ်မတည့်မှုဖြစ်စေတတ်တဲ့ပစ္စည်းအာရေဒူဂီဘူရှိဆာအာရေဒူဂီဆိုတာကကြတော့စင်စေတို့ပြောနေကြအလက်ကြီးပေါ့နော်အလက်ကြီးဖြစ်တာကိုပြောတာအလက်ကြီးဖြစ်စေတဲ့ပစ္စည်းတွေအလက်ကြီးဖြစ်စေတဲ့ပစ္စည်းဆိုတာဘယ်လိုမျိုးလဲဓာတ်မတည့်မှုတွေကိုတုံ့ပြန်တဲ့အကြောင်းရင်းတွေကိုဖြစ်ပေါ်စေတဲ့အရာတွေပါအာရေဒူဂီဘူရှိဆာလို့လည်းခေါ်လို့ရတယ်လို့ဘယ်လိုလဲခေါ်လို့ရလဲဆိုရင်အာရေဒူဂီကန်ဆိုပြီးတော့လည်းပဲခေါ်လို့ရပါသေးတယ်ဆိုပြီးတော့အာရေဒူဂီကန်ဆိုတာပါမှတ်ထားပြီအာရေဒူဂီဘူရှိဆာလို့လည်းပြောလို့ရတယ်လို့ဘာလို့လဲပြောလို့ရလဲအာရေဒူဂန် sorry နော်အာရေဒူဂန်လို့လည်းပြောလို့ရပါတယ်အာရေဒူဂီဘူရှိဆာဆိုတာဘာလဲဓာတ်မတည့်မှုတွေကိုတုံ့ပြန်တဲ့အကြောင်းအရာတွေကိုဖြစ်ပေါ်စေတဲ့အရာအဲ့တော့နားလည်လွယ်အောင်ပြောမယ်ဆိုလို့ရှိရင်ဆင်စေတို့မုတ်တစ်ခုခုစားလိုက်တယ်ပေါ့နော်စားစရာတစ်ခုခုကိုစားလိုက်တယ်တာမန်စားနေကြပုံစံအတိုင်းစားလိုက်တယ်ဘာမှမဖြစ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သူကအဲ့တစ်ခုကိုစားလိုက်ပြီဆိုလို့ရှိရင်ဘာတွေဖြစ်လာမှာလဲဆိုရင်ဓာတ်မတည့်တဲ့တုံ့ပြန်မှုတွေပေါ့နော်ဒီလိုမျိုးအကြောင်းရင်းတွေဖြစ်လာမှာတချို့သူတွေဆိုလို့ရှိရင်မူးတာမျိုးတချို့တွေဆိုရင်အန်နာမျိုးပေါ့နော်အဲ့လိုမျိုးဓာတ်မတည့်တဲ့တုံ့ပြန်တဲ့အကြောင်းအရာတွေဖြစ်စေတဲ့အရာတွေအစားအစာတွေကိုဘာလို့ခေါ်တာလဲဆိုရင်အာရေဒူဂီဘူရှိဆာလို့ခေါ်တာအာရေဒူဂီဘူရှိဆာပြင်ဘယ်လိုပါခေါ်လို့ရလဲအာရေဒူဂန်လို့ပါခေါ်လို့ရပါတယ်ဆိုပြီးတော့ပြောတယ်နောက်တစ်ခုအာရေဒူဂီဟန်နိုဆိုတာဘာလဲအာရေဒူဂီဟန်နိုဆိုတာကကြတော့ဓာတ်မတည့်သည့်တုံ့ပြန်မှုလို့ပြောတာเนาะဒီအပေါ်မှာလေဓာတ်မတည့်တဲ့တုံ့ပြန်မှုအဲ့ဒါကိုအာရေဒူဂီဟန်နိုလို့ခေါ်တယ်အဲ့တော့အာရေဒူဂီဟန်နိုဆိုတာဘယ်လိုသဘောမျိုးလဲဆိုရင်ခန္ဓာကိုယ်ထဲကိုဝင်သွားတဲ့ဓာတ်ပစ္စည်းတွေကခန္ဓာကိုယ်ထဲမှာလွန်ကဲစွာဓာတ်ပြုမှုတွေဖြစ်ပြီးတော့မကောင်းတဲ့ယောဂတွေထွက်ပေါ်လာတာကိုအာရေဒူဂီဟန်နိုလို့ခေါ်တယ်ဒါလေးတွေဒီဆက်စွမဲအနေနဲ့မိလို့ရတဲ့ဟာလေးတွေပါ definition လေးတွေပေါ့နော်အဲ့တော့ဒါလေးတွေကိုသိချမှတ်ထားပြီးပါအာရေဒူဂီဟန်နိုအလက်ကြီးတုံ့ပြန်မှုဆိုတာဘာလဲခုနစားလိုက်တဲ့အစားအစာတွေဒီခန္ဓာကိုယ်ထဲကိုဝင်သွားပြီဆိုလို့ရှိရင်အဲ့ဒီဝင်သွားတဲ့အစားအစာတွေကခန္ဓာကိုယ်ထဲမှာရိုးရိုးနှမ်းတောင်မဟုတ်ဘူးဘလို့တွေထပ်ပြူတာလဲဆိုရင်လွန်ကဲစွာထပ်ပြူပြီးတော့မကောင်းတဲ့ယောဂတွေထွက်လာတာဒါကိုဘာလို့ခေါ်တာလဲအာရေဒူဂီဟန်နိုလို့ခေါ်တယ်တာမန်ဓ
တဲ့တဲ့အစားအစာတွေကိုစားမယ်ဆိုရင်တော့ဖြစ်မှာမဟုတ်ဘူးကိုနဲ့မတဲ့တဲ့အစားအစာပေါ့တချို့သူတွေကကြတော့ဒီအစားအစာတစ်ခုကကိုနဲ့မတဲ့ဘူးဆိုတာအရင်လုံးနဲ့ကတည်တယ်ပေါ့နော်တချို့သူတွေကြတော့ကိုနဲ့တဲ့လားမတဲ့လားမသိဘူးစားမိတယ်ဆိုတဲ့အခါမှာခုနလိုမျိုးပေါ့နော်ရာလာတာမျိုးမူးလာတာမျိုးအန်နာမျိုးဒီလိုမျိုးတွေဖြစ်တာပေါ့အဲ့လိုမျိုးမူးတာတွေအန်နာတွေဖြစ်တာဒီဘာကြောင့်လဲဆိုရင်အဲ့ဒီအစားအစာတွေကခန္ဓာကိုယ်တွေကိုရောက်သွားတဲ့အခါမှာခန္ဓာကိုယ်ထဲမှာလွန်ကဲစွာတက်ပြူတာဖြစ်တဲ့အတွက်ကြောင့်ခုနလိုမျိုးယောဂတွေထွက်လာတယ်ဆိုတဲ့သဘောတရားအဲ့တော့アレルギー物質アレルギー反応ပေါ့နော်အဲ့တော့တုံ့ပြန်မှုတွေဖြစ်ရင်မကောင်းတဲ့ယောဂလက္ခဏာတွေထွက်လာမယ်လို့ပြောတယ်အဲ့ဒီယောဂလက္ခဏာတွေဒီဘာတွေလဲဆိုတော့နံပါတ်1ကကြတော့ခါယူမိဆိုတဲ့ယားရံတာနံပါတ်2ကကြတော့ဂျင်းမရှင်းဆိုတဲ့အင်ပြင်လိုသဘောပေါ့နော်အနီဘူးအဖုတွေအနီရောင်အဖုတွေအဆက်တွေပေါက်လာတာမျိုးဒါကိုဂျင်းမရှင်းလို့ပြောတယ်နံပါတ်3ခုချီဘီရူရမာဘူတာနောဟာတယ်ဆိုတာကနှကန်းနေမျက်ခုံနေရောင်လာတာမို့လာတယ်ဟာနာမီစုနိုင်ယူတယ်ခုရှာမီကတိုမာလာနိုင်ဆိုတာကနှာချီတာတွေကမရက်ဘူးအီကီကဒက်ခီနိုင်ဆိုတာကကြတော့အသက်ရှူခတ်လာတယ်အသက်ရှူကျက်လာတယ်ဟာကီကဲဆိုတော့အန်ဂျင်စိတ်ဖြစ်တယ်စတာတွေယောဂလက္ခဏာတွေဖြစ်ပါတယ်ယောဂပြင်းထန်လို့ရှိရင်အသက်သိဆုံးသည့်အထိဖြစ်နိုင်ပါတယ်ဒီယောဂလက္ခဏာတွေဒီဖောက်ပြီးတော့မေးတာမျိုးတွေရှိတယ်အဲ့တော့ရအောင်ကြက်ထားပေးပါအရင်ဆုံးတော့မြန်မာလူတွေအရင်ရအောင်ကြက်ပေါ့နော်အဲ့တော့ဒီအားလုံးပေါင်းယောဂလက္ခဏာ6မျိုးရှိတယ်6မျိုးမှာ6မျိုးလုံးကအကြောင်းသားတွေနဲ့ရင်းနှီးတဲ့စကလုံးမပါဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ကြက်နိုင်တဲ့သူကကြက်မကြက်နိုင်ဘူးဆိုရင်ခဏခဏဖတ်ပြီးတော့မှတ်မိအောင်လုပ်ပါဒါကတော့ဒီアレルギー物質ပေါ့နော်တမတဲမှုဖြစ်စေတဲ့ပစ္စည်းတွေစားမိပြီဆိုလို့ရှိရင်ဖြစ်လာမဲ့ယောဂလက္ခဏာက6မျိုးအဲ့တော့ဒါလေးကတော့စာမျက်နှာဘယ်လောက်မှရှိလဲဆိုရင်စာမျက်နှာ6မှာရှိပြီးတော့စာမေးပွဲမှာအမေးများတဲ့အရေးကြီးတဲ့နေရာလေးပါသိချမှတ်ပေးပါအပေါ်မှာစစ်စစ်တို့ဒီဘာတွေသင်ခဲ့လဲဆိုရင်ဓမ္မတဲမှုဖြစ်စေတဲ့အကြောင်းတွေသူ့ရဲ့ယောဂလက္ခဏာတွေသင်ခဲ့တယ်ဒီမှာကဘာတွေလာလဲဆိုတော့အဲ့ဒီဂျပန်ဥပဒေမှာအလက်ဂျစ်ဖြစ်စေတဲ့ပစ္စည်းအမျိုးအစားကိုသူကဘယ်နှမျိုးခွဲထားလဲဆိုရင်2မျိုးခွဲထားပါတယ်အပေါ်မှာလည်းအလက်ဂျစ်ဖြစ်တဲ့အကြောင်းပဲပြောတယ်နော်ဒီမှာလည်းပဲအလက်ဂျစ်အကြောင်းပဲပြောတယ်ဂျပန်ဥပဒေမှာအလက်ဂျစ်ဖြစ်စေတဲ့ပစ္စည်းအမျိုးအစား2မျိုးခွဲထားတယ်နံပါတ်1ကကြတော့တုခုသေးကန်ဆိုင်ညောဆိုတဲ့အထူးကုန်ကျန်းပစ္စည်းတုခုသေးကန်ဆိုင်ညောလို့လည်းခေါ်လို့ရတယ်လို့ယောကြည့်ဂီမှုလို့လည်းပြောလို့ရတယ်2မျိုးလုံးမှတ်ထားပါဒီဟာဒီဘယ်နှမျိုးရှိလဲဆိုရင်10မျိုးရှိတယ်နောက်တစ်ခုကတုခုသေးကန်ဆိုင်လျောဂျွန်ဇရူမိုနိုဆိုပြီးတော့ပြောလို့ရတယ်နောက်တစ်မျိုးကကြတော့ပြောကြီးဆွေးလျှောဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော်ဒါကကြတော့ဘယ်နှမျိုးရှိလဲဆိုရင်အမျိုး20ရှိတယ်10မျိုးကကြတော့ယောဂဖြစ်ပွားတဲ့အရေးအတွက်များတယ်ဖြစ်ရင်လည်းပြင်းထန်တယ်အဲ့တော့ဒီ10မျိုးကိုအသုံးပြုထားပြီဆိုလို့ရှိရင်စစတို့ကုန်ကျန်းအနေနဲ့ပေါ့နော်ကုန်ကျန်းအနေနဲ့10မျိုးကိုသုံးထားပြီဆိုရင်မဖြစ်မနေဖော်ပြပေးရမယ်အဲ့တော့10မျိုးကတော့ဖတ်စာအုပ်ထဲကနေယူပြီးတော့ကြက်ထားပြီးပါစစဒီမှာ10မျိုးကိုမရေးထားဘူးပေါ့နော်အေဘီခါနီဟုတ်တယ်နော်ခူရူမီခိုမူဂီဆိုဘာဒါမငေါညူရာခါဆေပီနာစုဆိုတဲ့ဒီ10မျိုးပေါ့နော်ဒါကတော့ဖတ်စာအုပ်ထဲကနေယူပြီးတော့ကြက်ပေးပါအဲ့ဒီ10မျိုးမေးတယ်နော်ကြက်ထားရမယ်အဲ့တော့10မျိုးကိုကြတော့သူကဘယ်လိုခေါ်လဲသူခုသေးကန်ဆိုင်ညောလို့ခေါ်တယ်ဒါမှမဟုတ်လေဟျောဂျီဂီမှုလို့ပြောတယ်ဒါအဲ့တော့ဒီ10မျိုးကိုသုံးထားပြီဆိုလို့ရှိရင်လုံးဝကိုမဖြစ်မနေဘာလုပ်ပေးရမှာလဲဆိုရင်ဖော်ပြပေးရမယ်နောက်တစ်ခုကကြတော့တုတ်ကုတေးကန်ဆိုင်ညောရဲ့အနောက်မှာဂျွန်ဇရုမိုနိုလေးထည့်လိုက်တာเนาะသူကြတော့အမျိုးဘယ်လောက်ရှိလဲဆိုရင်20ရှိတယ်ဒီအမျိုး20ကိုအသုံးပြုထားပါကဖော်ပြရန်တိုက်တွန်းထားတာ10မျိုးလိုမျိုးလုံးဝမဖြစ်မနေဖော်ပြရမယ်ဆိုပြီးတော့သူကမပြောထားဘူးဖော်ပြတာကကောင်းတယ်ဖော်ပြဖို့တိုက်တွန်းထားတယ်ဆိုတဲ့ပုံစံမျိုးလေးပါအဲ့တော့10မျိုးရောအမျိုး20ရောဖတ်စာအုပ်ထဲကနေပြီးတော့အဲ့ဒီအမျိုးအမီတွေကိုတည်တည်ချာချာလေးကြက်မှတ်ထားပေးပါနောက်တစ်ခုချက်ပြုတ်ရမှာတုံးတဲ့ပစ္စည်းများနဲ့စက်များရဲ့တန်ရှင်းရည်ဒါကလည်းဗာနဲ့ပဲဆက်ဆက်လဲဆိုရင်
ခုန allergic ပစ္စည်းနဲ့ပဲဆက်ဆက်တယ်နံပါတ်1 allergic ဖြစ်စေတဲ့ကုန်ကျန်းတွေကိုသုံးခဲ့တဲ့ပစ္စည်းတွေနဲ့ဆက်တီမှာတခြားပစ္စည်းကိုဓာတ်ရိုက်ထည့်သုံးလိုက်လို့မရဘူးတခြားပစ္စည်းဆိုတာဘယ်လိုပစ္စည်းလဲဆိုရင် allergic မဖြစ်တဲ့ကုန်ကျန်းပေါ့ဆိုလိုချင်တာဒီ allergic ဖြစ်တဲ့ကုန်ကျန်းပစ္စည်းအရှိမဆက်စီတော့ဘာလုပ်ထားလဲဆိုရင်သုံးထားတယ်အဲ့ဒီ allergic ဖြစ်ထားတဲ့ပစ္စည်းတွေသုံးတဲ့စက်တွေပစ္စည်းတွေနဲ့နောက်ထပ်တခြားကုန်ကျန်းကိုတွားပြီးတော့ထည့်သုံးလို့မရဘူးနံပါတ်2 allergic ဖြစ်စေတဲ့ကုန်ကျန်းတွေအတွက်သုံးထားတဲ့ကရိယာပစ္စည်းတွေကိုမဖြစ်မနေဘာလုပ်ပေးရမှာလဲစေကြောပေးရမယ်ခွက်တစ်ခုထဲမှာစုပြုံပြီးတော့အကုန်လုံးရေမဆေးဘဲနဲ့ဒီလိုမျိုးသုံးလို့မရဘူးဆိုတဲ့သဘောကိုပြောချင်တာဘာဖြစ်လို့လဲအရှိမသုံးထားတဲ့ allergic ပစ္စည်းကအနောက်က allergic မဖြစ်စေတဲ့ပစ္စည်းကိုတွားပြီးတော့ဘာဖြစ်နိုင်လဲဆိုရင်ကူးစက်နိုင်တယ်အဲ့တော့အဓိကမှန်မှာဒီ highlight လုပ်ပေးထားတဲ့ပစ္စည်းတွေကိုတိုက်ရိုက်သုံးလို့မရဘူးမဖြစ်မနေဘာလုပ်ပေးရမှာလဲစေကြောပေးရမယ်နံပါတ်3ကုန်ကျန်းပစ္စည်းတစ်ခုချင်းစီအလိုက်စင်နီတော့ဒါစတာတွေကိုခွဲခြားပြီးတော့အသုံးပြုပေးဖို့ကအလွန်အရေးကြီးတယ်။ဘာဖြစ်လို့လဲဆိုရင်သူဥပမာပေးပြီးတော့ပြောထားတယ်။ကျက်ဥပြုတ်လှီးထားတဲ့စင်နီတော့ဒါနဲ့အခြားကုန်ကျန်းပစ္စည်းကိုမလှီးပါနဲ့။ဘာလို့မလှီးခိုင်းတာလဲ။ကျက်ဥက allergic ဓာတ်တွေကအခြားကုန်ကျန်းကိုမကူးစက်စေဖို့အတွက်ကျက်ဥဆိုတာဒီစင်စစ်တို့ allergic ဖြစ်စေတဲ့ပစ္စည်း10မျိုးထဲမှာပါတယ်လीနော်ကျက်ဥကallergic ဖြစ်စေတဲ့ပစ္စည်း10မျိုးထဲမှာပါတယ်လုံးဝ10မျိုးကိုသုံးထားရင်မဖြစ်မနေဖော်ပြရမယ့်အထင်မှာပါတယ်ဟုတ်တယ်နော်အဲ့တော့ဒီကျက်ဥပြုတ်ကိုလှီးထားတဲ့စင်နီတုံဓာတ်တွေနဲ့အခြားကုန်ကျန်းကိုတွားပြီးတော့ဓာတ်ရိုက်သွားလှီးလို့မရဘူးဘာဖြစ်လို့လဲအဲ့ဒီကျက်ဥမှာရှိတဲ့ allergic ဓာတ်တွေဒီတခြားကုန်ကျန်းကိုပါတွားပြီးတော့ဘာဖြစ်နိုင်လဲကူးနိုင်တယ်အဲ့ဒီအတွက်ကြောင့်အဲ့လိုမျိုးတွေလှီးလို့မရဘူးအဲ့တော့နံပါတ်3ကဘာပြောထားလဲဆိုရင်ကုန်ကျန်းပစ္စည်းတစ်ခုချင်းစီအလိုက်အဲ့ဒီစင်နီတုံဒါစတဲ့အသုံးဆောင်ပစ္စည်းတွေကိုဘာလုပ်ပေးရမလဲဆိုရင်ခွဲခြားပြီးတော့အသုံးပြုပေးရမယ်အဲ့တော့ဒီ3ချက်မှာအရေးကြီးတာဒီပစ္စည်းတွေကိုဓာတ်ရိုက်ထည့်ပြီးတော့စက်တွေကိုထည့်ပြီးတော့မသုံးနဲ့ပြီးသွားရင် allergic ဖြစ်စေတဲ့ကုန်ကျန်းပစ္စည်းတွေတုံးထားတဲ့ကရိယာပစ္စည်းတွေဆိုရင်မဖြစ်မနေစေကြောပေးရမယ်နောက်တစ်ခုကကြတော့ခွဲခြားပြီးတော့ပစ္စည်းတွေကိုအသုံးပြုပေးရမယ်ဆိုပြီးတော့ပြောထားတယ်ဒါဒီအာရေဒူကြီးဘူရှိဆစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာမှတ်ရမှာနောက်တစ်ခုကကြတော့စာကင်ဆိုင်နော်ယောနာယာခုဆိုင်ဆိုတာကကြတော့ပို့သက်ဈေးဒီလိုမျိုးဈေးဝါပစ္စည်းတွေပေါ့နော်ပို့သက်တဲ့အခါမှာတုံးတဲ့ဈေးဝါပစ္စည်းတွေဘာတွေရှိလဲဆိုရင်ဆက်ပြာကြီးလည်းပဲပို့သက်တဲ့အခါမှာတုံးတယ်နောက်တစ်ခုကကြတော့ပို့သက်ဈေးဆက်ပြာရည်နဲ့ပို့သက်စေးဆက်ပြာရည်ကဂျပန်လို့ဆိုရင်စစ်စစ်တို့စန်ဂျောဇိုင်းလို့ခေါ်ပြီးတော့ပို့သက်စေးကကြတော့ဆာကင်ဇိုင်းလို့ခေါ်တယ်အဲ့တော့ဆက်ပြာရည်နဲ့ပို့သက်စေးတွေဟာခါခါခွတေကီခီယာယောင်းရင်းတွေပဲဖြစ်ပါတယ်သူကတော့မှတ်ရတာကနည်းနည်းပဲရှိတယ်ဒီစေးရည်တွေကိုသုံးပြီးပြီဆိုလို့ရှိရင်အစားအစာတွေမှာမကြံခဲ့စေဖို့အတွက်ရေနဲ့တိတိကျကျစင်ကြယ်အောင်စေကြောပေးရမယ်ဒါဒီအရေးကြီးတယ်ဒါကတော့သူကစက်ပြာရည်တွေပို့သက်စေးရည်တွေကိုပြောတာဘာဖြစ်လို့လဲဆိုရင်စက်ပြာရည်တွေပို့သက်စေးရည်တွေကပြင်းတယ်လीနော်တကယ်လို့များရေကိုတိတိကျကျပြောင်းအောင်မစေးဘူးဆိုလို့ရှိရင်အစားအစာတွေထဲမှာသွားပြီးတော့ဘာဖြစ်နိုင်လဲအဲ့ဒီစက်ပြာရည်တွေပို့သက်စေးရည်တွေကသွားပြီးတော့ကတ်နိုင်တယ်အဲ့ဒီအတွက်ကြောင့်စက်ပြာရည်ပို့သက်စေးရည်တွေကိုသုံးပြီးရင်ရေကိုတိတိကျကျစင်ကြယ်အောင်စေးပါဆိုပြီးတော့ပြောတယ်ပေါ့နော်โอเคဒီနေ့ကတော့စင်စင်တို့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ်